ဒီတခိုးနှစ်ယောက်ကတော်တော်လေးကိုပါနှက်ကြပါတယ်သူတို့ကခိုးရပါငွေတွေကိုအိတ်နဲ့တဲမဲ့အစားမိန်းကလေးရဲ့ကိုယ်ပေါ်မှာပတ်တီးနဲ့ကပ်ပြီးသူမကိုလမ်းလျှောက်နေတဲ့ ATM ဆက်တစ်လုံးဖြစ်ပြောင်းလဲဖြစ်လိုက်ပါတယ်ငွေတွေပေါ်ကနေခေါင်းဝန်းတစ်ထည်ထပ်ဝတ်လိုက်ပြီးသူတို့လေစိတ်ကိုထွက်လာခဲ့ကြတယ်သူတို့ရဲ့အစီအစဉ်ကတော့မိန်းကလေးကကိုယ်ဝန်ဆောင်ဟန်ဆောင်ပြီးယောက်ျားလေးကတော့သူမကိုမတိတဲ့လူစိမ်းတစ်ယောက်လိုဟန်ဆောင်ပါပါpassport စစ်ဆေးတဲ့နေရာမှာမိန်းကလေးက EECC ဖြတ်သွားနိုင်ခဲ့ပေမဲ့ရဲတွေကယောက်ျားလေးကိုတားလိုက်ပါတယ်သူမကတော့အဖမ်းခံရပြီးအထင်နဲ့တုန်လှုပ်သွားခဲ့ပေမဲ့တင်းမာတဲ့ခဏတာပြီးမှတော့ရဲတွေကသူ့ကိုပြန်လွတ်ပေးလိုက်ပါတယ်အခုတော့တကယ်စမ်းတက်ချက်ဖြစ်တဲ့လုံချိုကြီးစစ်ဆေးတဲ့နေရာကိုရောက်လာပါပြီမိန်းကလေးဆက်သေးကနေဖြတ်အသွားမှာပဲစကင်နာကအကြေကြီးမိလာပါတော့တယ်အဲ့ဒီအချိန်မှာယောက်ျားလေးကတော့ကြောက်လို့မူးလဲမတက်ဖြစ်သွားခဲ့ရတယ်လုံချိုကြီးဝန်တန်းကသူမရဲ့လေစိုးလေးကိုဖြုတ်ဖို့ပြောလာပါတယ်သူမကလည်းချက်ချင်းဖြုတ်ပေးလိုက်ပြီးနောက်တစ်ခါထပ်ဖြတ်တဲ့အခါမှာတော့ဆက်ကဘာတမ်းမှထွက်မလာတော့ပါဘူးသူတို့နှစ်ယောက်ဟာစိတ်အေးသွားတဲ့အပြုံးလေးချင်းဖလှယ်လိုက်ကြပြီးအပြင်ကိုထွက်လာခဲ့ကြပါတယ်သူတို့ရဲ့လူရက်မှုကြီးကတော့အောင်မြင်မြင်နဲ့ပြီးဆုံးသွားခဲ့ပါပြီ